တိယကမ္ဘာစစ်အတွင်းကမြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ဖြစ်ရပ်တစ်ခုကိုမှတ်တမ်းနေတာနဲ့ဥပမာပြရမယ်ဆိုရင်ဗြိတိရှစစ်ဗိုလ်ချုပ်တယောက်ရဲ့နေ့စဉ်မှတ်တမ်းဗမာလူလယ်ရေးတပ်မတော် BIA ရဲ့ရဲဘော်တယောက်ရဲ့ကြပြားဒါမှမဟုတ် diary ဒါမှမဟုတ်စစ်ဘေးဒဏ်ကိုကိုယ်တိုင်တိုက်ရိုက်ခံစားခဲ့ရတဲ့လူနည်းစုတိုင်းရင်းသားရွာသားတွေရဲ့နှုတ်ရဆိုရင် oral history တွေအရနှိုင်းယှဉ်ကြည့်ရင်အမြင်ချင်းလုံးဝတူမှာမဟုတ်ပါဘူးဒီလိုမတူကွဲပြားတဲ့သမိုင်းတွေခါတရံမှာတစ်ခုနဲ့တစ်ခုလုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့မူရင်းထောက်ထားတွေကိုစာသင်ခန်းနဲ့ဒါမှမဟုတ်လူ့အဖွဲ့အစည်းတွေကိုပကတိအတိုင်းအပြိုင်နဲ့ချပြတဲ့အခါမှာကြီးမားတဲ့စင်ကုန်မှုတွေရှိလာနိုင်ပါတယ်မြန်မာနိုင်ငံရဲ့တမိုင်းတင်ကြားရေးအခြေအနေကိုပြန်ကြည့်ရင်ပြဋ္ဌာန်းဖတ်စာအုပ်တွေကအချက်အလက်တွေကိုပဲပကတိအမှန်တရားတစ်ဖွဲ့မှတ်ယူကြပြီးစာအုပ်ပါအကြောင်းအရာတွေကိုပဲစာမွေးဖြေဖို့နှုတ်တိုက်ကြမ်းမှန်အောင်လုပ်တာရှိခဲ့ပါတယ်။ဒါပေမဲ့တမိုင်းစာအုပ်တွေရဲ့နောက်ကမှာနိုင်ငံရေးအရဝါဒဖြန့်ချီမှု propaganda တွေလူမျိုးရေးဆိုင်ရာဗတ်လိုက်မှု bias တွေနဲ့ပုံသေးကားချက်အတွေးကော stereotype တွေအမြဲတစေရှင်တွဲပါလာတတ်တာကိုရောသတိပြုမိပါသလား။မင်္ဂလာပါကျွန်တော် Echo Initiative ရဲ့ Podcast Dialogue Episode 10ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့တမိုင်းလေ့လာသူတွေအထူးသဖြင့်မြန်မာတမိုင်းကိုပြန်လည်သုံးသပ်နေကြတဲ့သူတွေအတွက်တမိုင်းဆိုင်ရာရှုထောင့်အသစ်တွေကနေစမ်းစစ်တင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့တင်ဆက်သူကောင်းတန်ပါတမိုင်းပြည့်ရဲ့တစ်ခုအပေါ်ငွေရဲထောက်ထားမျိုးစုံသုံးခြင်းဤစင်ခေါ်မှုများတမိုင်းဆိုင်ရာထောက်ထားတွေလို့ပြောရင်ပြည့်ကိုကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသူတွေစီကထားရိုက်လာတဲ့မူရင်းမှတ်တမ်း primary source တွေဖြစ်ပါတယ်ဥပမာဒုတိယကမ္ဘာစစ်အတွင်းကမြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ဖြစ်ရပ်တစ်ခုကိုမှတ်တမ်းနေတာနဲ့ဥပမာပြရမယ်ဆိုရင်ဗြိတိရှစစ်ဗိုလ်ချုပ်တယောက်ရဲ့နေ့စဉ်မှတ်တမ်းဗမာလူလယ်ရေးတပ်မတော် BIA ရဲ့ရဲဘော်တယောက်ရဲ့ကြပြားဒါမှမဟုတ် diary ဒါမှမဟုတ်စစ်ဘေးဒဏ်ကိုကိုယ်တိုင်တိုက်ရိုက်ခံစားခဲ့ရတဲ့လူနည်းစုတိုင်းရင်းသားရွာသားတွေရဲ့နှုတ်ရဆိုရင် oral history တွေအရနှိုင်းယှဉ်ကြည့်ရင်အမြင်ချင်းလုံးဝတူမှာမဟုတ်ပါဘူးဒီလိုမတူကွဲပြားတဲ့သမိုင်းတွေခါတရံမှာတစ်ခုနဲ့တစ်ခုလုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့မူရင်းထောက်ထားတွေကိုစာသင်ခန်းနဲ့ဒါမှမဟုတ်လူ့အဖွဲ့အစည်းတွေကိုပကတိအတိုင်းအပြိုင်နဲ့ချပြတဲ့အခါမှာကြီးမားတဲ့စင်ခုံမှုတွေရှိလာနိုင်ပါတယ်ပထမဦးဆုံးစင်ခုံမှုကတော့ကိုယ်ပိုင်ပတ်လိုက်မှု own bias ပါပဲလူတွေကသူတစ်ပါးရဲ့ပတ်လိုက်မှုကိုမြင်နိုင်ပေမဲ့ကိုယ်တိုင်ငယ်စဉ်ကတည်းကသမိုင်းအမှန်တရားလို့ထည့်ချယုံကြည်လက်ခံထားတဲ့မျိုးသားရဲ့ဇာတ်ကြောင်း national narrative တွေကိုတစ်ခုစီခွာထုတ်ပြီးဝေဖန်ပိုင်းခြားဖို့ကြတော့အရန်ခက်ခဲကြပါတယ်မိမိလူမျိုးမိမိအတိုင်းအဝိုင်းရဲ့အမိုင်းအမြင်နဲ့ပြည်သာဆန့်ကျင်နေတဲ့အထောက်အထားတွေကိုတွေ့တဲ့အခါကျောင်းသားတွေဒါမှမဟုတ်ဒေသသူတွေအနေနဲ့စိတ်ဆိုးဒေါသထွက်တာလက်မခံပဲညှဉ်းဆန်တာမျိုးစတဲ့စိတ်ခံစားမှုဆိုင်ရာစင်ခေါ်မှုတွေ emotional challenges တွေကြီးကြီးမားမားကြုံရနိုင်ပါတယ်ဒုတိယတစ်ချက်ကတော့တပိုင်းမှတ်တမ်းတစ်ခုရဲ့ခိုင်မာမှု reliability ကိုစမ်းစစ်တဲ့နေရာမှာကြုံရတဲ့စင်ခေါ်မှုပါမှတ်တမ်းတစ်ခုကသူ့ပြပြီးချင်းချက်ချင်းရေးထားတာလားဒါမှမဟုတ်နှစ်ပေါင်း340ကြာမှအောင်းမွေဝယ်မှတ်တမ်းအဖြစ်ပြန်ရေးတာလားဆိုတဲ့အပေါ်မှာခံစားချက်တွေနဲ့အချက်အလက်ဆိုင်ရာပြကြမှုတွေကွာခြားသွားတတ်ပါတယ်ဒါတွေကိုတိတိကျကျစင်ကြင်တွေးတောဖို့မတင်ခဲ့ရင်တပိုင်းတင်ကြားရေးဟာမတူညီတဲ့လူအတိုင်းဝိုင်းအချင်းချင်းကြားနားလည်မှုလွဲပြီးပရိပက္ခဘက်ကိုဥတီသွားဖို့ရာဂိုင်နှုန်းများပါတယ်ဒါကြောင့်တပိုင်းဆရာတွေအနေနဲ့အဲဒီမှတ်တမ်းကိုဘသူကဘလို့အခြေအနေမှာဘာကြီးရွက်ချက်နဲ့ရေးခဲ့ရလဲဆိုတဲ့အရင်းမြစ်ရဲ့အခြေအနေ context of the source ကိုသေချာချာရှင်းပြနိုင်ဖို့လိုအပ်ပါတယ်။ဒါမှသာတစ်ဖက်လူရဲ့နေရာကနေမင်းစာနာကြည့်တဲ့သမိုင်းဆိုင်ရာကိုကျင်းစာတရားကိုဝင်းမြူပေးနိုင်မှာဖြစ်ပါတယ်။ခေတ်အလိုက်အစားအကြောင်းအရာအလိုက်ချိန်ကပ်မှုကဗမာဗဟိုပြုသမိုင်းကိုကျော်လွန်နိုင်မလား။ငယ်ကလေးကအလုပ်ချက်ခဲ့ရတဲ့သမိုင်းစာအုပ်ကိုပြန်ကြည့်မယ်ဆိုရင်ပကံ၊ပင်းရ၊အင်းဝ၊တောင်ကူ၊မြောင်ရန်၊ကုန်းမောင်ဆိုတဲ့မင်းဆက်ပြောင်းလဲမှုအချိန်ပြက်ကလေး chronological order အတိုင်းစီစဉ်ထားတာကိုတွေ့ရပါလိမ့်မယ်။ဒီလိုမင်းဆက်အလိုက်ပဲဇာတ်ကြောင်းဆင်တဲ့အခါအဲဒီသမိုင်းဟာမာဘီယင်တွေရဲ့နယ်မြေချထွင်မှုနဲ့စစ်နိုင်မှုသမိုင်းတသက်ပဲဖြစ်သွားခဲ့ပါတယ်။အဲဒီခေတ်တွေမှာဗန်နတဲ့တရှိခဲ့တဲ့ခြားသောတိုင်းရင်းသားလူမျိုးစုတွေရဲ့နိုင်ငံရေးစနစ်တွေတမန်အယက်သားပြည်သူတွေရဲ့ရုန်းကန်မှုတွေထို့သဖြင့်မျိုးသမီးတွေရဲ့အခမ်းကဏ္ဍကသမိုင်းစာမျက်နှာပေါ်မှာအတန်ပြောက်ပြီးမိမ့်မိန်နေကြရပါတယ်။ဥပမာအားဖြင့်ကုန်းမောင်ခေတ်အကြောင်းပြောရင်ဘင်းတွေရဲ့ဖုံးတကိုးတောက်ပပုံခန္ဓာပုံတွေအကြောင်းကလွဲလို့အဲ့ဒီခေတ်ကအခွန်အတုတ်တန်ကြောင့်ဆင်းရဲဒုက္ခရောက်ခဲ့တဲ့တာမန်လေသမားတွေရဲ့ဘဝစမှုမထမ်းမနေရစနစ်ကြောင့်ဘဝပြတ်ခဲ့ရတဲ့မိသားစုတွေအကြောင်းမပါတော့ပါပဲ။
အကယ်၍ကျွန်တော်တို့ကဖြစ်တည်မှု identity ဘောကိုမူတည်ပြီးမျိုးသမီးကဏ္ဍဒါမှမဟုတ်ရသားပြည်သူတွေရဲ့ဘဝစတဲ့အကြောင်းအရာသင်စတွေကိုပို့ပြုပြီးချင်းကပ်မယ်ဆိုလို့ရှိရင်တမိုင်းအမြင်ကလုံးဝပြောင်းလဲသွားပါလိမ့်မယ်။ဘာဘီရင်တွေရဲ့နန်းတွေတွေမကပဲချိန်ထဲမှာရှိတဲ့မွန်ရခိုင်ရှမ်းကချင်ချင်းကရင်စတဲ့မျိုးနွယ်စုတွေရဲ့လူမှုစီးပွားဘဝတွေမျိုးနွယ်သူစနစ်တွေရဲ့အပြန်အလှန်ဆက်ဆံရေးကိုပါကိုဝင်ကွက်နဲ့ဗတ်စုံမြင်လာနိုင်မှာဖြစ်ပါတယ်။အချိန်ပြက်ကလေး chronological approach ကတမိုင်းရဲ့အချိန်ကာလစီစဉ်မှုကိုနားလည်စေတာမှန်ပေမဲ့ research page နဲ့ thematic approach တွေကိုပေါင်းစပ်လိုက်ခြင်းကတမိုင်းကိုဘယင်တစ်ပါးလူမျိုးစုတစ်ခုတည်းကပိုင်စိုးထားတယ်ဆိုတဲ့အမြင်ဟောင်းကိုရိုက်ချိုးဖြစ်နိုင်ပါတယ်။ဒါဟာဝါဘိုပြုတ်ဝါဒကိုကျော်လွန်ပြီးမြမနီဘောကလူမျိုးပေါင်းစုံအလွှာပေါင်းစုံရဲ့အတန်ပါဝင်တဲ့တမိုင်းစစ်စစ်ဖြစ်လာဖို့အကောင်းဆုံးနဲ့အထူးရောက်ဆုံးအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ Federal Democracy နဲ့ငြိမ်းချမ်းရေးအတွက်ဘယ်လိုအုတ်မြစ်ချပေးနိုင်မလဲ။မြန်မာနိုင်ငံရဲ့ခေတ်ဆက်ဆက်အာဏာရှင်စနစ်နဲ့ပြည်တွင်းစစ်သမိုင်းရှောင်းမှာသမိုင်းတင်ကြားရေးကပြည်ရတွေရဲ့အမားအမှန်ကိုဝေဖန်ဆန်းစစ်တာထက်ငါတို့တစ်ချိန်ကဘလောက်အင်အားကြီးခဲ့လဲဘလို့အချုပ်ချာအာဏာတည်တံ့ခဲ့လဲဆိုတဲ့အတိတ်ကိုပဲလွမ်းစွတ်တန်းတာပြီးအမျိုးသားရေးမိုင်းတိုက်ဖို့နိုင်ငံရေးအရအသုံးချခံခဲ့ရတာများပါတယ်။အဲဒီလိုအတိတ်ရဲ့သဘောမှုတွေလွမ်းစွတ်မှုတွေကပြိမိတဲ့အခါမှာလူမျိုးစုတွေကြားကျူးကျော်သူနဲ့လက်အောက်ခံဆိုတဲ့သမိုင်းဆိုင်ရာဓာကြီးချက်တွေနဲ့တန်တရားတွေကိုပဲပုံမကြီးထွားစေပါတယ်။ဒါကလက်ရှိချိန်ထိ Federal နိုင်ငံတော်တည်ဆောက်ရေးမှာအကြီးမားဆုံးသောစိတ်ပိုင်းဆိုင်ရာအဟန့်အတားတစ်ခုဖြစ်နေခဲ့တာပါ။ဒါပေမဲ့သမိုင်းကိုရှုထောင့်ပေါင်းစုံကနေလေ့လာခြင်းဟာဘယ်သူကမှန်တယ်ဘယ်သူကမှားတယ်ဆိုတာထက်ရေးစတဲ့လူမျိုးစုတွေမှာဘယ်လိုမျိုးသမိုင်းနောက်ခံတဲ့နာကျင်မှုတွေရှိခဲ့တဲ့ဆိုတာကိုအပြန်အလှန်နားလည်စေပါတယ်။ကိုယ်အနီးနားမှာရှိတဲ့အတိုင်းဝိုင်းတွေရဲ့နောက်ခံသမိုင်းကနေစပြီးသဆင့်ချင်းစီတင်ယူသွားတဲ့ပုံစံကပို့ပြီးတော့လက်တွေ့ကျပါတယ်။ငញ្ញရေးတည်ဆောက်မှုမှာအရေးကြီးဆုံးက dialogue အပြန်အလှန်ဆွေးနွေးခြင်းနဲ့အပြန်အလှန်နားထောင်ခြင်းဖြစ်ပါတယ်။သမိုင်းကိုရှုထောင့်မျိုးစုံကနေဝေဖန်ဆန်းစစ်တတ်ပြီးနင့်နာသူတွေရဲ့နာကျင်မှုကိုစာနာတတ်မှသာလာမယ့်အနာဂတ်မှာမတူကွဲပြားမှုကိုအတိအမှတ်ပြုပြီးအပြန်အလှန်လေးစားမှုရှိတဲ့ Federal Democracy လူ့အဖွဲ့အစည်းကိုအုံမြင့်ခိုင်ခိုင်နဲ့တည်ဆောက်သွားနိုင်မှာဖြစ်ပါတယ်။အထောင်အထားဗတ်ပေါင်းစုံပါဝင်တဲ့သမိုင်းအသက်မှာသူရဲကောင်း hero ကိုဘယ်လိုမျိုးအတိတ်ပဲဖွင့်ကြမလဲ။ပြဋ္ဌာန်းစာအုပ်တွေပုံနှိပ်စာအုပ်တွေမှာသူရဲကောင်းလို့ပြောရင်နေချက်ပြီးစစ်နိုင်တဲ့ဘရင်တွေတိုင်းပြည်နယ်နိမိတ်ကိုလက်နက်အင်အားနဲ့ချဲ့ထွင်နိုင်တဲ့သူတွေဒါမှမဟုတ်စစ်ဗိုလ်ချုပ်တွေကိုပဲပုံသေးကားချက်သတ်မှတ်ခဲ့တာကတော့စိတ်မကောင်းစရာပါဒါပေမဲ့တမန်ပြည်သူတို့ရဲ့ကိုယ်တွေ့သမိုင်းစစ်စစ်မှာတော့အဲ့လိုစစ်ပွဲတွေကြောင့်ဖြစ်လာတဲ့ဒဏ်ရာတစ်ချက်တွေကိုကုစားပေးခဲ့သူတွေအကြက်တဲကြားတွေကနေလူသားမျိုးနဲ့ရှင်းတန်းအောင်ပြည်သူအချင်းချင်းကံပိုးပေးခဲ့တဲ့တမန်ရသားတွေကလည်းစစ်မှန်တဲ့သူရဲကောင်းတွေဖြစ်ပါတယ်ဥပမာစစ်ဖြစ်နေတဲ့အချိန်မှာနောက်ွယ်ကနေလူမှုစီးပွားရေးဘဝတွေလက်ပတ်အောင်လေယာစိုက်ပျိုးရေးပြည့်စည်အောင်ရုန်းကန်ပေးခဲ့ရတဲ့တမန်ရသားပြည်သူတွေစစ်မီလီယံကြားမှာကလေးတွေကိုပြုစုပြောထောင်ပေးခဲ့တဲ့မိခင်တွေစစ်ကြောင့်ဒုက္ခရောက်ရသူတွေကိုကူညီဆောက်ရှောက်ပေးခဲ့တဲ့စစ်မှန်သောလူမှုကူညီရေးအသင်းဖွဲ့တွေကလည်းသမိုင်းကိုရှေ့ဆက်နိုင်အောင်တွန်းပို့ပေးခဲ့တဲ့သူတွေဖြစ်ပါတယ်။ဒါကြောင့်ရှုထောင့်ပေါင်းစုံကနေထောက်ထားဆောင်နေတာနဲ့ပါဝင်လာမဲ့သမိုင်းအသစ်တစ်ခုမှာတော့ကျွန်တော်တို့ကသူရဲကောင်း hero ဆိုတဲ့စကားလုံးကိုစစ်ပွဲတွေကိုဖန်တီးပြီးလူအသက်တွေကိုဖျက်ဆီးသူတွေထက်လူအဖွဲ့အစည်းကိုအပြုသဘောဆောင်ပြီးပြောင်းလဲပေးခဲ့သူတွေအောက်ခြေလူထုရဲ့အကျိုးစီးပွားအတွက်ရည်တည်ပေးခဲ့သူတွေငញ្ញရေးနဲ့မတူကွဲပြားတဲ့လူမျိုးစုတွေအကြားအားအစာတာဖြစ်အောင်ချိတ်ဆက်ပေးခဲ့တဲ့သူတွေအဖြစ်ဒိဗတ်တစ်ကိုပြောင်းလဲဖွင့်ဆိုရမှာဖြစ်ပါတယ်။ဒါမှသာကျွန်တော်တို့ရဲ့သမိုင်းအမြင်ဟာစစ်မှတ်မလိုလားတဲ့အပြင်မလာထရေးစစ်ဗျူကနေငញ្ញရေးကိုတန်ဖိုးထားတဲ့ရင်ကျင်းမှုမြင့်တင်မှုစီကိုပါကူးပြောင်းသွားမှာဖြစ်ပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တာကတော့မြန်မာသမိုင်းကိုပြန်လည်သုံးသပ်နေကြတဲ့သူတွေအတွက်သမိုင်းဆိုင်ရာရှုထောင့်အသစ်ကနေစမ်းစစ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။